channel မှာရှိတဲ့တကယ်ချင်းအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာ post နဲ့ပတ်သက်တဲ့ update လေးတွေပေးပေးပါမယ် post အထဲထဲမှာဒီ OG ပေါ့နော် post ရဲ့ OG Solana OG allocation ရဲ့နောက် pre-market နဲ့ပတ်သက်ပြီးတော့ရဲ့နောက်သူ့ရဲ့ဈေးကျွန်တော်တွက်ကြည့်မယ်ဘယ်လောက်ထိဖြစ်နိုင်မလဲဘယ်လိုတွေဆိုဘယ်လောက်ဒီ market cap တွေနဲ့ကျွန်တော်တွက်ကြည့်မယ်ပေါ့နော်အဲ့နဲ့အတူတူ post ရဲ့တခြား update လေးတွေရဲ့အဲ့နဲ့အတူတူ layer edge မှာကျွန်တော်တို့ဒါအရေးကြီးတဲ့ update တစ်ခုလာပါပြီဆိုတော့အဲ့ဒီအရေးကြီးတဲ့ update တွေကိုကျွန်တော်လုပ်ရမယ် task တစ်ခုပေါ့နော်အဲ့ဒါလေးကိုလည်းတစ်ခါတည်းပြပြပေးပါမယ်အားလုံးသိထားတဲ့အတိုင်းပဲကျွန်တော်တို့ဒီ Bybit တွေ Bitget တွေမှာ post ရဲ့ pre-market တွေကလာနေပါပြီเนาะဆိုတော့ pre-market ကိုဝယ်တချို့တွေကကျတော့ဝယ်ခြင်းကြတယ်ဆိုတော့ဘယ်လိုပုံစံမျိုးနဲ့ဝယ်လို့ရလဲဆိုတာလေးကိုကျွန်တော်ပြပေးပါမယ်ဆိုတော့ဒါအကဲကျွန်တော် Bitget အထဲထဲဝင်လိုက်တယ်ဆိုရင်ဒီမှာ post ဆိုပြီးတော့တန်းပြီးတော့ရိုက်လိုက်ပါဒီမှာ post ရဲ့ pre-market ဆိုတော့ပေါ်နေအဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်เนาะကျွန်တော်အထင်ဗီဒီယိုထဲမှာကျွန်တော်ရှင်းပြပေးပြီးသွားပြီလို့တော့ထင်ပါတယ်เนาะကျွန်တော်လည်းမမီတော့ဘူးဒါပေမဲ့ဝယ်ခြင်းလဲဆိုရင်ဒီမှာကြည့်ပါเนาะလက်ရှိသူ့ရဲ့ဈေးဒါတွေကကျတော့ရောင်းနေတဲ့လူတွေ delivery coin ကကျတော့ဒါ USDT နဲ့ဝယ်လို့ရတယ်ဒါကကျတော့ post set coin နဲ့ဝယ်လို့ရတယ်ဆိုတော့ပြောထားပါเนาะဒါကကျတော့ post set amount တွေဘယ်လောက် coin ဘယ်လောက်တွေသူတို့ဘက်ကနေရောင်းနေကြတယ်ဆိုပြီးတော့ဈေးကကျတော့ဒါ unit ရဲ့ price တစ် coin ရဲ့ဈေးကဒီလောက်ပေါ့เนาะ 0.0347 အဲ့ဒါနဲ့ရောင်းနေကြတယ်ဆိုတော့ကိုကအကယ်၍ဝယ်ခြင်းလဲဆိုရင် USDT ကိုမှရှိတယ်ဆိုရင်ဒီဟာကိုဝယ်လို့ရတယ် pre-market ကလက်ရှိကျွန်တော်တို့သိထားတာနှစ်မျိုးဖြစ်နေတယ်တစ်မျိုးကဘာလဲဆိုတော့ major အချိန်တုန်းက pre-market မှာကျွန်တော်ရဲ့အတိတယောက်တငယ်ချင်းတယောက်က coin ဝယ်တယ် pre-market ကနေ coin ဝယ်တယ်သူစီကို coin လဲရောက်လာတယ်အဲ့ဒါကို तू ကဒီမှာဒါ buy ဆန်းနေကျွန်တော်ဝယ်ပြီးတော့ပြီဆို sell မှာ तू ကတွားပြီးတော့ရောင်းလို့လည်းရတာပေါ့နော်ဒါပေမဲ့အခုဒီ post မှာကြတော့တချို့တွေကဝယ်နေတာဘယ်လိုဖြစ်နေလဲဆိုတော့ buy ညမှာလုပ်ပြီးတော့ဝယ်ပြီးသွားပြီဒါပေမဲ့ကိုစီယာ coin တွေကမရောက်သေးဘူးဆိုတော့အနေထားမှာဖြစ်နေတာပေါ့နော်ဆိုတော့အဲ့မှာတချို့တွေကပြောနာကြတော့ဒါ listing ဖြစ်တဲ့အချိန်မှာပဲရမယ်ကိုဝယ်ပြီးသွားပြီဆိုရင်ပြန်ရောင်းလို့မရအောင်ဆိုတော့လည်းပြောနေကြတယ် major ချိန်တုန်းကဈေးကျနေတဲ့အချိန်မှာကျွန်တော်အတိတယောက်ဝယ်ခဲ့တယ် major coin တွေကိုပြီးတော့ pre-market မှာပဲ1 USDT အကျော်ထိလာမသိဘူးရောက်သွားတယ်လေအားလုံးမှတ်မိမှာပါ 1.4 တွေပါအထိလာမသိဘူးဖြစ်သွားတယ်ဆိုတော့အဲ့ဒီအချိန်မှာပြန်ရောင်းဖို့အတွက်သူလုပ်ခဲ့တယ်ဒီမှာအခုက post ကကျတော့လုံးလို့မရအောင်ဒါပေမဲ့ဝယ်ခြင်းလဲဆိုရင်ဒီညာလေးကိုနှိပ်ပြီးတော့ကိုမှ USDT ရှိနေတယ်ဆိုရင်ကိုဝယ်လို့ရတာပေါ့နော်အဲ့ဒါလေးကျွန်တော်တစ်ချက်လောက်ဒါပြောပြပေးလိုက်အောင်ပါပဲကျွန်တော်ကိုယ်တိုင်မှာတော့မရှိသေးဘူးဆိုတော့ကျွန်တော်မဝယ်သေးဘူးပေါ့နော်ဒါပေမဲ့ဝယ်ခြင်းအဲ့လိုမျိုးပုံစံနဲ့ဝယ်လို့ရတယ်ဒါပေမဲ့အခုပြန်ရောင်းလို့ရမလား listing ဖြစ်တဲ့အချိန်မှာရမလားဆိုတော့အမှန်ကန်ကြတော့ကျွန်တော်လည်းမပြောပေးနိုင်ဘူးဖြစ်နေတယ်နည်းနည်းလေးဒါရှုပ်ထွေးနေလို့ပေါ့နော် Okay အဲ့ဒါပြီးတော့ပြီဆိုရင် post ရဲ့ဒီ Solana OG allocation ကိုကျွန်တော်တစ်ချက်လောက်ကြည့်မယ်အဲ့ဒါအရင်မှာဒီ FAQ လေးကျွန်တော်ဖတ်ကြရအောင်เนาะဒါကကြတော့ဒီ OG allocation Solana OG နဲ့ပတ်သက်တဲ့ FAQ ဆိုတာကအမေးဖြေလေးတွေပေါ့နော် What is Solana OG communities Okay ဒါကတော့အရေးမကြီးဘူးကျွန်တော်အရေးကြီးတာလေးတွေပဲပြောပြမယ် Which projects are included in the Solana OG list Solana OG list အထဲထဲမှာဘယ် project တွေပါလဲတဲ့ There are 13 projects in the Solana OG allocation list ဆိုတော့73 project ပေါင်း73ခုပါတယ် divided into meme coin and DeFi category meme coin နဲ့ DeFi ဆိုပြီးတော့ meme coins နဲ့ DeFi ဆိုပြီးတော့ category ခွဲလိုက်တယ်73ခုစုစုပေါင်းပေါ့နော် meme coin အထဲထဲမှာက WIF dog wave head ဆိုတဲ့ဟာပါတယ် bonk ပါတယ် pengu ပါတယ်STNK ပေါ့နော် stonk ပါတယ် giga ပါတယ် giga chat ကိုပြောတာအဲ့ဒါပြီးသွားရင် Elizaအဲ့ဒါတွေပါတယ်ဆိုတော့အဲ့ဒါတွေနဲ့ဒီ POG allocation နဲ့ OG post OG allocation နဲ့ဘာတွေဆိုင်သွားတာလဲဆိုတော့ကျွန်တော်ဗီဒီယိုထဲမှာထပ်ပြီးတော့ရှင်းပြအောင်မယ်ပြီးရင် DeFi အထဲမှာကျတော့ Magic Eden ရဲ့ Phantom Wallet ရဲ့ Jupiter ရဲ့ Radium ရဲ့ Solana Phone အဲ့ဒါတခုပဲကျွန်တော်မသိဘူးဘာကြီးလဲဆိုတာG2 ရဲ့Now met led by backpack ပေါ့နော်ဒီ backpack ရဲ့ဒီ phantom ရဲ့ဒီနှစ်ခုကကျတော့ wallet တွေပါကျန်တဲ့ဟာတွေကကျတော့ coin တွေဒီ Solana phone ဆိုတာကျွန်တော်အတိအကျကြီးပြောပြလို့မရအောင်ပါလဲဆိုတာ Pulse shares 7.5% of the supply to the Solana OG community Pulse ရဲ့ total supply တွေကနေပြီးတော့ 9.5 ရာခိုင်နှုန်းက Solana OG community ကိုသူတို့ဘက်ကနေပြီးပေးသွားတယ်တဲ့ Okay ဆိုတော့အခုဒီဟာတွေကျွန်တော်ရှင်းပြတာဘာတွေလဲဆိုတော့ပြောရမယ်ဆိုရင်ဒီ Solana OG community ကဘယ်လိုလူတွေလဲဆိုတော့ဒီဟာတွေကို hold လုပ်ထားတဲ့လူတွေကိုပြောတာပေါ့နော်လွယ်လွယ်ပြောရတယ်ဆိုရင်ကိုယ့်ရဲ့ wallet တစ်ထဲမှာ wallet ကနှစ်ခုရှိမယ် Phantom wallet ရှိမယ် backpack wallet ရှိမယ်အဲ့ဒီ wallet နှစ်ခုအတွင်းထဲမှာကိုကဒီ meme coin တွေထဲမှာ wave ရဲ့ bonk ရဲ့ pengu ရဲ့ stonk ရဲ့ giga ရဲ့
AI 16Z ပေါ့နော်အဲ့ဒါတွေ hold လုပ်ထားတာပဲဖြစ်ဖြစ်သို့မဟုတ်လည်း Magic Eden ရဲ့ coin တွေ Jupiter coin Radium coin Jeto coin အဲ့ဒါလေးတွေကို hold လုပ်ထားတာပဲဖြစ်ဖြစ်အဲ့လိုမျိုး hold လုပ်ထားတဲ့လူတွေကဒီ Solana OG community အထဲမှာပါတယ်ဆိုတဲ့သဘောပါเนาะ Okay number 3 မေးခွန်း Who is eligible for the Solana OG allocation of POS ဆိုဘယ်သူတွေက eligible ဖြစ်မှာလဲတဲ့ Eligibility is determined based on devotion and activity within the listed Solana OG projects orဒီဟာတွေမှာကျွန်တော်တို့ဘယ်လောက်ထိ active ဖြစ်ထားလဲဘယ်လောက်ထိ devote ဆိုတာကိုနစ်မျောထားလဲဆိုတော့ပြောချင်တာပေါ့နော်ဘယ်လောက်ထိဒီဟာတွေကိုကျွန်တော်အယောင်းဝယ်တွေလုပ်နေကြလဲသို့မဟုတ်လဲ hold လုပ်ထားကြလဲအဲ့ဒါတွေပေါ်မူတည်ပြီးတော့သူတို့ဘက်ကနေခွဲသွားတာ several factors influenced eligibility ဆိုတော့သူတို့ကဏ္ဍတွေအများကြီးကိုသူတို့ဘက်ကနေကြည့်တာပဲเนาะအဲ့မှာထပ်ပြီးတော့ရေးထားတာတခုအဲ့ဒါကိုကျွန်တော်တေချာလေးပြချင်တာ meaning not all token holders or user of these projects will qualify ဒီဟာကို hold လုပ်လိုက်တာနဲ့ဒီဟာကိုရောင်းဝယ်လုပ်လိုက်တာနဲ့ trading လုပ်လိုက်တာနဲ့ဒီ wallet တွေကိုတုံးလိုက်တာနဲ့ OG community ထဲမှာမပါသွားဘူးဆိုတော့လည်းတေချာပြန်ပြီးတော့ရေးထားတယ်သူတို့ဘက်ကကဏ္ဍတွေအများကြီးတွေကိုကြည့်တယ်အဲ့ဒီကြည့်တဲ့ဟာတွေကကြတော့ကျွန်တော်တို့အတိအကျကြီးသူတို့မပြောထားဘူးဘာတွေဘယ်လိုတွေကြည့်လဲဆိုပြီးတော့ okay where can I check my eligibility ဘယ်မှာကြည့်လို့ရလဲဆိုပြီးတော့ပြောထားတယ်အဲ့ကြည့်တဲ့ဟာလေးကိုကျွန်တော်ပြီးရင်ကျွန်တော်ကိုယ်တိုင်လည်းတစ်ခါလေးကြည့်ပြပေးမယ် okay which wallet should I connect ဘယ် wallet ကိုကျွန်တော်ချိန်ရမှာလဲတဲ့ to check your eligibility and claim your POS connect using Phantom wallet or backpack ဆိုတော့အဲ့ဒီ OG pass OG ပေါ့နော်အဲ့ OG ကိုကျွန်တော်တို့ရထားလားမရထားလားအဲ့ coin တွေရထားလားမရထားလားကြည့်နေတယ်ဆိုရင်ကိုရီးယားPhantom wallet တော့မဟုတ်လဲ backpack ကိုကျွန်တော်တို့ကြည့်လို့ရပါတယ် okay အဲ့မှာထပ်ပြီးတော့ပြောရမှာဗာလဲဆိုတော့ကိုသုံးနေတဲ့ဟာတစ်ခုတည်းလည်းဖြစ်ဖို့လုံးဝမလိုဘူးเนาะကိုသုံးနေတဲ့ဟာတစ်ခုရှိမယ်သို့မဟုတ်လဲကိုရဲ့တခြားလူတွေစီမှာလည်းသုံးတဲ့လူတွေရှိနိုင်တယ်ပေါ့เนาะဒီဟာတွေကိုဆိုတော့ကြိုက်တဲ့ wallet တစ်ခုခုကိုထည့်ပြီးတော့ကျွန်တော်စစ်လို့ရတယ်အကယ်၍ရသွားခဲ့တယ်ဆိုရင်တော့ဒါကိုကံပေါ့เนาะဒါပေမဲ့wallet တွေကကျတော့အရင် private ဖြစ်တယ်ဆိုတော့ကိုယ်အသီးတွေပါတွေကအကဲ Phantom wallet တွေပါတေချာသုံးနေဆိုတော့သူတို့စီက password ယူပြီးတော့ကိုယ်ထည့်ပြီးတော့လုံးမှမရတာအဲ့လားလည်းမဖြစ်နိုင်ဘူးဆိုတော့ကိုယ်သုံးတဲ့ wallet ကိုပဲကိုယ်စစ်ဖြစ်ဖို့အတွက်များပါတယ်အားလုံးမတေချာတယ် How many wallets can I check for eligibility wallet ဘယ်နှခုကျွန်တော်စစ်လို့ရလဲ You can connect as many wallets as you wish ကျွန်တော်ကြိုက်တော့ကိုချိတ်ပြီးတော့ကြည့်လို့ရတယ်ရတဲ့ဟာဆိုရင်ရမယ်မရတဲ့ဟာဆိုမရဘူးပေါ့နော်ဒါပေမဲ့အခုတော့ဒီ condition ကတော့ဒါပဲပေါ့နော်ဒီဟာလေးတွေကိုတုံးထားတဲ့လူဖြစ်ဖို့အရေးကြီးတယ်ပေါ့နော်အဲ့ဒါလေးကိုသူဘက်ကနေပြီးတော့တေချာလေးပြန်ပြီးတော့ထည့်ပြောသွားတယ် Okay I am eligible how can I claim my POS okay ကျွန်တော် eligible ဖြစ်တယ်ပဲထားပါအောင်ဘယ်လို claim လုပ်ရမလဲဆိုတော့ there will be a special claiming mechanic available on POS web there will be ဆိုတာကမကြခင်လာမှာเนาะအခုလက်ရှိမလာသေးဘူးเนาะသူတို့ဘက်ကနေ claim လုပ်တဲ့ process တခုကိုအဲ POS ရဲ့ web အထဲမှာပဲသူတို့ဘက်ကနေလုပ်ပေးမယ် you will be able to claim your token both on chain and directly to central exchanges တဲ့ကျွန်တော်က wallet တစ်ထဲမှာ claim ချင်တာပဲဖြစ်ဖြစ်သို့မဟုတ်လည်းကိုယ့်ရဲ့ဒီ exchange တွေမှာပဲ claim လုပ်တာပဲဖြစ်ဖြစ်အချိန်တိုင်းသူတို့ဘက်ကနေ option ပေးလိမ့်မယ်အဲ့ဒီ option ကနေတစ်စင်းကျွန်တော် claim လုပ်လို့ရမယ်ဆိုတဲ့သဘောပါဆိုတော့ကျွန်တော်အကယ်၍ eligible ဖြစ်တယ်ဆိုရင်ကျွန်တော်အရှိဆက်ပြီးတော့ဘယ်လိုလုပ်ရမလဲဆိုတာတကယ်ဖြစ်လာတဲ့အချိန်တိုင်းပြပေးလို့ရတယ်အကယ်မဖြစ်ဘူးဆိုရင်တော့ကျွန်တော်လည်းဒါကျွန်တော်တော်လည်း limited ဖြစ်သွားတာပေါ့နော် Okay now zone တစ်ခုပေါ့နော် what will happen to POS which were not claimed within the claim window so သူတို့ပေးထားတဲ့အချိန်အတွင်းမှာကျွန်တော် claim မလုပ်ဘူးဆိုဘာဖြစ်သွားမလဲဆိုတော့ unclaimed POS from the Solana OG allocation will be returned to the POS treasury and used for community incentive and future growth initiatives သူတို့အချိန်ပေးထားတဲ့အတွင်းမှာကကျွန်တော် claim မလုပ်ဘူးဆိုရင်အဲ့ဒီ POS coin တွေကသူတို့စီကိုပြန်ရောက်သွားလိမ့်မယ် POS ရဲ့ community ကိုပြန်ပြီးတော့ POS ရဲ့ဒီPOS စီကိုပြန်ပြီးတော့ရောက်သွားမှာပေါ့နော်အဲ့မှာသူတို့ကဒီ community ဆိုတာက airdrop သမားတွေပဲဖြစ်ဖို့များတယ်သူတို့ဒါ bonus တွေပါတွေပေးတာပဲဖြစ်ဖြစ် not pixel လို့တယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးပေးသွားတာပဲဖြစ်ဖြစ်သို့မဟုတ်လည်းသူတို့ရဲ့ future growth ပေါ့နော်နောက်ပိုင်းသူတို့ဘက်က development တွေအများကြီးလုပ်ဖို့ရှိအောင်မယ်အဲ့ဒီအတွင်းမှာသူတို့ဘက်ကသုံးမယ်ဆိုတဲ့သဘောပါဒီမှာတေချာပြန်လို့ပြောထားတယ်အဲ့ဒီအချိန်တော်တွင်းထဲမှာ claim လုပ်ရမယ် claim မလုပ်ဘူးဆိုရင်ကျွန်တော်တို့အဲ့ဒါတွေကိုဆုံးရှုံးသွားလိမ့်မယ်ဆိုပြီးတော့ပြောထားတာပေါ့နော် Okay ဆိုတော့အခုကျွန်တော်ဘာလုပ်မှာလဲဆိုရင် POS ရဲ့ web ကိုကျွန်တော်တို့သွားကြမယ်ဒီဟာကိုကျွန်တော်အစဆုံးရှင်းပြပေးတယ်ဆိုတာလေတခြားဟာတွေမှာလည်းဒီလိုမျိုးတွေပဲကြုံရတာတွေများတယ်เนาะအဲ့ဒါကြောင့်ကျွန်တော်ဒီဟာလေးကိုတေချာရှင်းပြလိုက်တာပါဆိုတော့တစ်ခုနဲ့တစ်ခုမတူတာတွေနည်းနည်းပါးရှိနိုင်တယ်ဒါပေမဲ့အများဆုံးကတော့အဲ့လိုမျိုးလေးတွေပါပဲဒီဟာတွေကအခုကျွန်တော်ကြည့်နေတဲ့ဟာတွေကဘာမှအရေးမကြီးဘူးရတယ်ဒါကတော့ကျွန်တော်အားလုံးသိထားတဲ့အတိုင်းပဲ60%ကကြာsorry
62.5 ရာခိုင်နှုန်းမှာကျတော့ကျွန်တော် airdrop သမားတွေရဲ့ 9.5 ကျတော့ Solana OG community ပေါ့နော် okay အဲ့ဒါပြီးတော့ဒီမှာကြည့်ပါ Solana OG ဆိုပြီးတော့ဒီမှာပေါ်နေတယ်အဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်ဒီမှာ connect Solana wallet ဆိုပြီးတော့ပေါ်နေတယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တစ်ချက်လုံးနှိပ်ကြည့်အောင်ပြီးတော့ Phantom wallet ပေါ့နော်ကိုယ်မှာတော့ Phantom wallet ပဲရှိတာ Phantom wallet ပဲသုံးတာဆိုတော့ Phantom ကိုကျွန်တော်ရွေးလိုက်မယ်ခဏလေးစောင့်ပါမယ်သူကကျတော့ Phantom wallet အထဲထဲမှာသူကဒီ browser ဝင်လို့ရတဲ့နေရာမှာပြန်ပြီးတော့ဒီဟာပွင့်သွားတာဆိုတော့ပြန်ပြီးတော့ကျွန်တော် connect လုပ်ရလိမ့်မယ်เนาะဆိုတော့ဒီမှာ Phantom ကိုကျွန်တော်ချိန်လိုက်မယ် check post ဆိုပြီးတော့ကျွန်တော်နှိပ်လို့ရပြီရင်တော့ခုံပါတယ်ဘာထူးမလဲမသိပါဘူးကြည့်အောင်ဆိုတော့ confirm လေးလုပ်ရအောင် no post to claim ရကြည့်ပါတော့ကျွန်တော် post ဘာမှမရလဲဒီအထဲရနေပြီးတော့okay ဒါတော့ဘာမှမရတာကြထားပါကျွန်တော်ရဲ့ Phantom wallet မှာဒါ memory အကုန်လုံးအများနဲ့တိခဲ့တဲ့အတိုင်းပဲကျွန်တော် Solana ကိုလည်း hold လုပ်တယ်ကျွန်တော် Phantom wallet ကိုကျွန်တော်အရန်သုံးတယ်ဘယ်လောက်ထိသုံးလဲဆိုတာကိုလေကျွန်တော်ဒီမှာကျွန်တော် history လေးကိုကျွန်တော်ပြမယ်เนาะခဏလေးကျွန်တော်စောင့်လိုက်မယ်ဒီမှာ history တက်ပါစေအဲ့ဒီဟာနောက်ပိုင်းမှာကျွန်တော်ဘယ်လောက်ထိသုံးတာလဲဆိုတာအပေါ်ရန်လေးပဲပြလိုက်မယ်เนาะဒီမှာကြည့်ကျွန်တော် history ကိုကြည့်ဒါ March 9 ရက်နေ့ဒါ March 2 ရက်နေ့เนาะဒီမှာအဲ့ဒါတော့ဘာမှမဟုတ်သေးဘူးကျွန်တော်ဒီ Phantom wallet ကို share ကြီးသုံးထားတာเนาะဒါပေမဲ့ကံမကောင်းစွာနဲ့မရလိုက်ဘူးဆိုတော့သူတို့ဟိုဟာထဲမှာပြောထားလို့မျိုးပေါ့เนาะသူတို့ရဲ့ဒီ FAQ ထဲမှာပြောထားလို့မျိုးသူတို့က several factor ပေါ့เนาะကဏ္ဍအများကြီးကိုကြည့်တယ်ဆိုတော့ဟိုဘယ်ဟာတွေကိုဘယ်လိုတွေကြည့်သွားလဲတော့ကျွန်တော်လည်းအတိအကျမပြောနိုင်ဘူးဒါပေမဲ့သူတို့ကြည့်တာတော့ကြည့်သွားတယ်အဲ့ဒါကြောင့်ပဲသူတို့ရဲ့ဟာနဲ့မကိုက်ညီလို့ပဲကျွန်တော်မရလိုက်ဘူးဆိုပြီးတော့ပဲပြောမှာပေါ့เนาะတချို့တွေကိုကျွန်တော်တွေးလိုက်တယ်မြန်မာတော့မဟုတ်သေးဘူးတခြားနိုင်ငံကလူတွေသူတို့က idea နေပြီးတော့ post OG ကနေပြီးတော့ဒီဟို Solana OG ကနေပြီးတော့1000ခွဲ2000 5000 6000လောက်ထိရတာလဲကျွန်တော်တွေ့ထားတယ်ဒါက airdrop နဲ့တော့မဆိုင်တော့ဘူးเนาะဒါ Phantom wallet သုံးတာပဲဖြစ်ဖြစ်သုံးဖို့လဲသူတို့ပြောထားတယ်ခုနက meme coin တွေဝယ်တာပဲဖြစ်ဖြစ်meme coin နဲ့ hold လုပ်ထားတာရောင်းတာဘာမှမဆိုအဲ့ဒါတွေကြောင့်ပဲသူတို့ဒီလောက်အများကြီးတွေရသွားတာပါတယ်အဓိကတော့ Solana ကိုဟို Solana wallet ပေါ့နော် Phantom wallet ကိုအဓိကသုံးတာကိုသူတို့ဦးစားပေးပြီးတော့ထက်တက်သွားတာလို့ဖြစ်နိုင်ပါတယ်ဆိုတော့ကြည့်ပါကျွန်တော်အခုဒီမှာ scroll down shot လုပ်နေတော့เนาะအဲ့ဒါတွေအကုန်လုံးဒီမှာဒီရက်တွေပြပါမယ်တိတ်တော့မကြပါဘူးကျွန်တော်အဓိကပြလိုက်ချင်တာဘာလို့ဆိုဟိုတခြား memory လည်းမရဘူးဆိုပြီးတော့စိတ်တမကြပါအောင်ကျွန်တော် current လည်းမရတော့ဒီမှာကြီး February 24တွေ22တွေ February 1ရက်တွေလုံနေတာပဲတောက်လျှောက်ကျွန်တော်လုံနေတာပဲဒီမှာဆို post ရဟာထီတောင်ရောက်သွားပြီဒီမှာထပ်ပြီးတော့ကျွန်တော်ရောင်းထားတာတွေဝယ်ထားတာတွေ swap လုပ်ထားတာတွေ pump off fund ကနေရော radium ကနေပြီးတော့အစုံပါပဲเนาะအစုံပါပဲဒီမှာတခြား coin တွေဝယ်ထားတာတွေ okay ဆိုတော့ပြောချင်တာကအဲ့ဒါတော့မှမရခဲ့ဘူးပေါ့เนาะဆိုတော့မရတာလည်းဘာမှလုပ်လို့မရဘူးပေါ့လက်ရှိဒါသူတို့ဘက်ကနေပြီးတော့ပေးတဲ့အတိုင်းပဲကျွန်တော်ယူရမှာပဲဆိုတော့ဘာမှဇော်ကတော့ပြီးတော့တက်လို့မရဘူးဒါပေမဲ့စစ်တာအဲ့လိုမျိုးပုံစံနဲ့ဝင်စစ်ရမှာဆိုတော့အဲ့ဒါတွေကိုစစ်ထားလိုက်ပါเนาะအခုကျွန်တော်တို့လေအပေါ်ရန်လေးပဲเนาะလုံးဝအတွင်းချတွေပိုင်းညာရေကျွန်တော်မတွက်ဘူးဘယ်မှာ list ဖြစ်ရင်ဘယ်လောက်ဖြစ်မလဲဘာညာလဲကျွန်တော်တို့ဘာမှမတွက်သေးဘူးเนาะဒါပေမဲ့လက်ရှိအလွယ်ဆုံးနည်းနဲ့ဟိုကျွန်တော်ဒီ market cap လေးနဲ့လက်ရှိသူတို့ရဲ့ Solana လက်ရှိ post ရဲ့ total supply နဲ့ကျွန်တော်တွက်ကြည့်လိုက်ပါမယ်เนาะဆိုတော့ post ဘက်ကနေပြောထားတာကသူတို့ရဲ့ total supply က100 billion ရှိတယ်เนาะဒါ1 million ဒါက1 billion ဆိုတော့100 billion total supply သူတို့စာရှိတယ်ဒါပေမဲ့ circulating supply ကသူတို့က 50% ပဲ circulating supply ဖြစ်မှာဆိုတော့50 billion supply ဖြစ်လိမ့်မယ်အဲ့ဒီမှာမှသူတို့က 7.5% ကို OG Solana OG သမားတွေကိုပေးအောင်မယ်ဆိုပြီးပြောထားပါတော့ဆိုတော့ရတယ်အဲ့ဒါတော့ကျွန်တော်ထင်မတွက်သေးဘူးเนาะ50 billion နဲ့ပဲကျွန်တော်တွက်ကြည့်မယ်ဘာဖြစ်လို့အခုတွက်နေရတာလဲဆိုတော့လေ memory လည်းမဟုတ်ပါဘူးဒါအကုန်လုံးပါပဲအကုန်လုံးကဒီဈေးတွေလည်းသိကျင်နေကြတယ်နောက်ခမန်းပြီးတော့လည်းမတွက်နိုင်သေးဘူးပေါ့เนาะအဲ့ဒါကြောင့်ကျွန်တော်ခမန်းကြီးလေးပဲတွက်ပြပေးမယ်ကျွန်တော်တို့ဘာနဲ့ရှင်းလဲဆိုရင် not coin နဲ့ကျွန်တော်ရှင်းလိုက်မယ်เนาะ not coin မှာကသူတို့ listing ဖြစ်တဲ့အချိန်မှာဒါက narrative 3-4ခုလောက်ရှိတယ်ဟိုစင်ပြန်ချက်တွေပြောတာတွေပေါ့နော်တချို့တွေကကြတော့1 billion လို့ပြောတယ်တချို့တွေကအဲ့ဒါများတယ်ပြောတယ်တချို့တွေကအဲ့ဒါနည်းတာပြောတယ်ဒါပေမဲ့အများဆုံးသိထားတာက1 billion market cap နဲ့စပြီးတော့ list ဖြစ်ထားတယ်ဆိုတော့ကျွန်တော်သိရတာပေါ့နော်ဆိုတော့ post ကအလောက်ပေးမလားမပေးမလားဘာမှမသိဘူးဒါပေမဲ့1 billion နဲ့ကျွန်တော်တွက်ကြည့်အောင်နော်ဘယ်လိုတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တွက်ကြည့်မယ်ဆိုတော့1 billion ဒါ1 billion เนาะအစား50 billion
ကြည့်ပါ1 billion အစား50 billion နဲ့ကျွန်တော်တွက်တယ်ဆိုရင်တော့မှ 0.02 ထွက်မှာဈေးရเนาะအဲ့ဒါသူတို့ဘက်ကနေ1 billion market cap နဲ့ကျွန်တော်တွက်ထားတာအကဲသူတို့ဘက်ကနေ500 million market cap ဆိုရင်ရော500 million เนาะ500 million market cap အစား50 billion 0.01 เนาะဆိုကိုကြိုက်တဲ့ market cap နဲ့ကိုထားပြီးတော့ချိန်ကြည့်လို့ရတယ်တွက်ကြည့်လို့ရတယ်ဘယ်လောက်အထိဖြစ်လာမလဲဆိုတာဆိုတော့ဒီမှာအကယ်၍သူတို့ဘက်ကနေ100 million ပဲထားပါအောင်100 million เนาะ100 million အကယ်သူတို့ဘက်ကနေပြီးတော့ market cap ထွက်တယ်ဆိုရင်တော့မှ 0.002 ဖြစ်လိမ့်မယ်လက်ရှိ market ရဲ့ pre market ရဲ့အနေထားတော့အလုံးသိပြီးသားပဲ0.35နီးပါးလောက်နဲ့တွားနေတယ်0.35နီးပါးလောက်နဲ့တွားနေဆိုတော့ထွက်လာတဲ့အချိန်မှာပဲကျွန်တော်အတိအကျကြီးသိရမယ်ဘယ်လောက်ရမလဲဘယ်လိုဖြစ်မလဲဆိုတာမကြခင် listing လုံးဝဖြစ်ပါတော့မယ်အဲ့ဒါလုံးဝသိကြတယ် Binance ဘက်ကနေပြီးတော့အခုတတိကျွန်တော်မနေ့ကအထိကြည့်ရတဲ့အထိကတော့ဘာမှ approval တွေပါရတယ်ဆိုတော့သတင်းတော့မရှိသေးဘူးရပြီဆိုရင်လိုချိန်မှာသူတို့ရဲ့ Discord မှာလုံးဝစုညံနေမှာလုံးဝသိကြပါတယ်ဆိုတော့ဘာမှမထူးသေးဘူးပေါ့နော်အဲ့ဒါပတ်သက်လို့ဒါ post ရဲ့official Telegram channel မှာပါဒါ official Telegram channel ပေါ့နော်အဲ့ဒီကနေပြီးတော့ပဲကျွန်တော်အကုန်လုံးဒါကြည့်လို့ရပါတယ်နော်နောက်တစ်ခုကဒီမှာ Solana ဘက်ကနေပြီးတော့လည်းမနေ့ကပေါ့နော်ဒါ post ကို mention ကိုပြီးတော့ပြောထားတာပေါ့ဆိုတော့ Solana မှာလာမှာ 100% အားလုံးသိနေလုံးဝသိကြတယ် Solana chain နဲ့လာမှာပေါ့နော် Solana blockchain ပေါ်မှာလာမှာ Okay နောက်တစ်ခုကပါလဲဆိုတော့ဘာပြောမလို့လဲဆိုတော့သူတို့ဘက်ကနေပြီးတော့เนาะ Twitter official မရှိဘူးဆိုပြီးတော့တစ်ချက်ပြောထားသေးတယ်အဲ့ဒါကိုလည်းနည်းနည်းလေး use ဆိုင်ပါget post ကဒါ Twitter official လို့တော့ပြောလို့ရတယ်အဲ့ဒါလွယ်လို့ကျွန်တော် official မရှိသေးဘူးဆိုတော့တခြားဟာတွေကတော်တော်များများတွေ fake တွေဖြစ်နိုင်တယ်နောက်တစ်ခုကဒီ Swiss ဆိုတဲ့နာမည်နဲ့ Twitter မှာလုံးဝ post မလုပ်ပါဘူးเนาะတဲ့ဆိုတော့ Swiss ဆိုတဲ့နာမည်နဲ့အကဲ Twitter မှာတခုခုတွေ့တယ်ပါညာဆိုရင်ဒါလုံးဝသူတို့ဘက်ကနေပြီးမဟုတ်ဘူးဆိုတာသိကြအောင်သူတို့ဘက်ကပြောပေးထားတယ်လက်ရှိသူတို့မှာ Instagram ရှိတယ် TikTok ရှိတယ် YouTube ရှိတယ်နောက်ဒီ get post ဆိုပြီးတော့ဒါသူတို့ရဲ့ Twitter ရှိလိမ့်မယ်အဲ့ဒါတွေကနေပြီးတော့ပဲကြားတဲ့သတင်းတွေကလုံးဝအမှန်ဖြစ်ပါလိမ့်မယ်เนาะတချို့တွေမေးကြပါတယ် force က$1ဒီသွားနိုင်လားတဲ့ဆိုတော့ကိုယ့်ကိုတွက်ကြည့်လဲလို့ရပါပြီเนาะ$1အထိဆိုရင် market cap သူတို့ဘက်ကနေတော့ဘလောက်ကြီးတောင်လိုမလဲဆိုတော့ကိုယ့်ဘက်ကနေတော့ easy ချိန်ပြီးတော့တွက်လို့ရပါပြီเนาะဘယ်လို့မှမဖြစ်နိုင်လို့ဘူးလို့တော့ထင်ပါတယ်ဘယ်လို့မှမဖြစ်နိုင်လို့ပဲထင်ပါတယ် okay ဆိုတော့အခု layer edge မှာကလောက်ရတာအများကြီးမဟုတ်ဘူး task အထဲတွေကိုဝင်လိုက်ပါဒီမှာတစ်ချက်လောက်ပြပေးမယ်เนาะ okay wallet ပြန်ချိန်ရမယ်ထင်တာပဲဒီလိုမျိုးတွေပေါ်နေဆိုရင်ရတယ်တစ်ချက်တော့ထွက်ပြီးတော့ refresh လုပ်လိုက်ပါเนาะ okay ဒီမှာကိုယ့်ရဲ့ phantom wallet လေးကိုတစ်ချက်လောက်ကျွန်တော်ချိန်လိုက်ပါမယ် password လေးထည့်လိုက်မယ်ပြီးရင်ဒီမှာ confirm ကျွန်တော်လုပ်လိုက်မယ် start node ပြန်နေတယ်ဆိုရင်လည်းကိစ္စမရှိဘူးတစ်ချက်လောက်ပြန်ပြီးတော့လုပ်လိုက်မယ်layer edge ကမနေ့ကနဲ့ဒီနေ့မှာ error တက်တာလေးတွေရှိတယ်ဆိုတော့ဘာမှစိတ်မပူပါနဲ့ error လေးတွေကတက်တာတွေကဖြစ်တတ်ပါတယ်အခုမရဘူးဆိုရင်နောက်ခဏနေပြီးတော့မှလုပ်ပါဒီညမရရင်မနေ့ကမှနဲ့လုပ်ပါအဲ့ဒါဆိုတော့အဆင်ပြေသွားလိမ့်မယ် okay task အထဲထဲကိုဝင်လိုက်မယ် task အထဲထဲကိုဝင်လိုက်ပြီဆိုရင်ဒီမှာကြည့်ပါ connect and verify your Twitter အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းသတင်းတွေအများကြီးထွက်နေတယ်ဒီ layer edge ကိုDiscord မှာ verify လုပ်ရမယ် role တွေယူရမယ်ဟိုဟာတွေဒီဟာတွေကျွန်တော်layer edge နဲ့ပတ်သက်ပြီးတော့ဒီ Discord မှာဘာလုပ်ရမလဲဆိုတော့ officially သတင်းကျွန်တော်ဘာမှမတွေ့သေးဘူးအဲဒါကြောင့်ကျွန်တော်ကိုယ်တိုင်လည်းမလုပ်ထားဘူးကျွန်တော် member တွေကိုလည်းကျွန်တော်လုပ်ခိုင်းတာမရှိသေးဘူးပေါ့နော်အကယ်၍ကိုကဟိုမပြောတော့ဘူးအကယ်အမြင်မတူလို့လုပ်ချင်တယ်ဆိုရင်တော့လုပ်ကြပါဒါကိုယ့်သဘောဒါပေမဲ့ကျွန်တော် official ဘက်ကနေပြီးတော့လာတာကိုပဲကျွန်တော်ပို့ပြီးတော့သဘောကျပြီးတော့လုပ်တာတွေရှိတယ် channel ဟာတွေကိုကျွန်တော်တွားပြီးတော့အဲ့လို officially မပြောထားတာတွေကိုကျွန်တော်လုပ်တာမရှိသလောက်ပါပဲဆိုတော့သူတို့ဘက်ကပြောထားတဲ့အချိန်မှာကိုယ်တွေလုပ်မယ်ကျွန်တော်နောက်ကျသွားတာပြဿနာမရှိဘူးဒါပေမဲ့ဟိုတခုခုမမဝဖို့အရေးကြီးတယ်ဆိုတော့ကျွန်တော်လုံးဝမလုပ်ထားဘူးเนาะသူတို့ဘက်ကနေပြောဒီ Discord နဲ့ပတ်သက်တဲ့ဘာ task မှမရှိတာဘာ address ကိုပဲပေးရမှာတွေဘာလုပ်ရမှာတွေ role တွေယူရမှာတွေကျွန်တော်မတွေ့ထားသေးဘူးအဲဒါကြောင့်ကျွန်တော်မလုပ်သေးတာတေချာလေးရှင်းပြလိုက်တာပါเนาะဒါသူတို့ဘက်ကနေလာထားတဲ့ task တွေထဲမှာဒီဟာတွေအကုန်လုံးလုပ်ပြီးသွားပြီနောက်ဒီမှာ connect and verify your Twitter အဲ့ဒါကိုလုပ်ဖို့အတွက်ကလည်းကျွန်တော်အများနဲ့ပြောထားလို့မျိုး web mining တွေအတွင်းထဲမှာ web mining တွေလုပ်နေဆိုရင်ကိုယ့်ရဲ့ browser ထဲမှာ
ဒီ Twitter ကိုပထမဆုံး login လုပ်ထားဖို့ရည်ကြည်တယ် new tab ဖွင့်လိုက်ပါဒီကနေပြီးတော့ပြီးရင်ကိုယ့်ရဲ့ Twitter ကို x.com ရိုက်ပြီးတော့ Twitter ကို login ပထမဆုံးဝင်ထားလိုက်ပါပြီးမှဒီမှာ connect ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်เนาะအဲ့လိုလုံးမပို့ပြီးတော့လွယ်တယ်မဟုတ်ဘူးဆိုရင်တိတ်မလွယ်ဘူးဒီ speed ကခဏခဏပွင့်သွားတယ်ကျွန်တော်ဥစား Okay authorize app ဆိုတာလေးကျွန်တော်နှိပ်လိုက်မယ်ဒါကလုံးကိုလုံးရမယ်เนาะဒီတစ်ခုကတော့အရန်အရေးကြီးတယ်ဒါကိုလုံးဝ miss လုပ်လို့မရဘူးဟိုကို Twitter က suspend တွေပါတယ်ဖြစ်နေတယ်ဆိုရင်လည်းဟိုကျွန်တော်တို့ပြန်ဖြီးလို့ရတယ်လေပြန်ဖြီးလို့ရဆိုတာကသူတို့ဘက်ကပေးထားတဲ့ task လေးတွေကကျွန်တော် complete လုပ်လိုက်တယ်ဟိုရွေးရတဲ့ဟာလေးတွေကိုလုပ်လိုက်တယ်ဆိုရင်အဆင်ပြေသွားတယ်သို့မဟုတ်လေကိုကလုံးဝတုံးလို့မရဘူးဆိုရင်လည်းနောက်တစ်ခုလောက်ချိတ်ချင်လဲချိတ်ပါနောက်ဒီ layer edge ဘက်ကနေတော့တစ်ခုပြောထားတာလေးရှိတယ်ကျွန်တော်ချက်လောက်ပြန်ပြီးတော့ပြပါမယ်ကျွန်တော်ရဲ့ Twitter ကဘာဖြစ်နေလဲမသိဘူး line ကြောင့်မဲလားမသိဘူးလုံးဝဖွင့်လို့မရဘူးအဓိကဘာပြောချင်တာလဲဆိုတော့သူတို့ဘက်ကနေပြီးတော့ဒီဟာကိုဒီ Twitter ကို connect လုပ်ရမှာကိုလုံးဝ mandatory လိုမျိုးလုပ်ထားတယ် mandatory ဆိုတာကလုပ်ကိုလုပ်ရမယ်ဘာအထွက်ကြောင့်လဲဆိုတော့သူတို့ကဒီ bot တွေနောက်ဒီတခြား script user တွေကိုသူတို့ဘက်ကနေပေါ့အပိတိုက်ဖြတ်ဖို့အတွက်လုပ်ထားတာပေါ့နော်ဆိုတော့ဒီဟာကိုရအောင် connect လုပ်ထားဖို့အတွက်ကိုအရေးကြီးတယ်အကယ် Twitter suspend ဖြစ်နေဆိုရင်နောက်ထပ် account တစ်ခုလောက်ဖွင့်ပြီးတော့လုပ်ကြည့်ပါအဲ့ဒါဆိုရင်လည်းအဆင်ပြေမယ်သူတို့ဘက်ကပြောတာလေးကျွန်တော်ဖတ်လိုက်ရတယ်လို့ပဲအဲ့ဒါဘာလဲဆိုတော့အကယ်၍ကျွန်တော်တို့ဘက်ကနေပြီးတော့ဒီ Twitter နဲ့ချိတ်ရတာအဆင်မပြေဘူးဆိုရင်တခြား option တစ်ခုခုလာကောင်းလာလိမ့်မယ်ဆိုပြီးတော့ပြောထားတာကျွန်တော်ဂျားထဲမှာတွေးလိုက်တယ်ဒါမဲ့လည်းအခုဝင်ကြည့်လို့မရဘူးဆိုတော့ကျွန်တော်အထီးကျရင်မပြောနိုင်တော့ဘူးဆိုတော့အဲ့ဒါဒီဟာလေးကိုတော့ရအောင်လုပ်ထားပါနောက်ဒီသူတို့ရဲ့ testnet က22ရက်နေ့မှာ final ဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့ဒါပြီးသွားပြီဆိုရင်လည်းထပ်ပြီးတော့သူတို့ဘက်ကနေပေါ်လာတာတွေရှိအောင်မဲ့ဒါပေမဲ့ testnet က22ရက်နေ့ကို final ဖြစ်သွားလိမ့်မယ်ဆိုပြီးတော့ပြောထားတယ်ဆိုတော့အခုတော့ကျွန်တော်ဒီ Twitter ကိုချိတ်တယ်တစ်ခေါက်ချိတ်ကြည့်တယ်မရလိုက်ဘူးအခုကျွန်တော်ဒုတိယတစ်ခေါက်ပြန်ပြီးတော့ချိတ်ကြည့်ပါမယ်နော်အဲ့ဒါပြီးရင်တော့ပြီးပါပြီဗီဒီယိုလေးကိုတင်ပေးလိုက်လို့ရပါပြီpassword ပြန်ထည့်ရမယ် Okay ဒီမှာကြည့်ပါနော်ကျွန်တော်တို့ရဲ့ဒီ Twitter လည်း connect ဖြစ်သွားပြီ verify လည်းဖြစ်သွားပြီလုံးဝအဆင်ပြေသွားပါပြီเนาะဆိုတော့ဗီဒီယိုလေးကိုတော့ကျွန်တော်ဒီလောက်မှာပဲသိမ်းပေးလိုက်လို့ရပါပြီကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် Telegram channel YouTube channel လေးတွေကို join ပေးထားပါ update လေးတွေကိုတော့အတက်နိုင်ဆုံးစူးစမ်းပြီးတော့ပေးပေးပါမယ်เนาะကျေးဇူးပါကြည့်ပေးတဲ့အတွက်